ဒီမိန်းကလေးဟာပြိုင်ပွဲကျင်းပရာကွင်းထဲကိုဝုန်းကနေဝင်ရောက်လာပြီးညတစ်ချက်တည်းနဲ့တင်ပွဲကြီးပရိသတ်တစ်ခုလုံးကိုမြင့်တက်သွားစေခဲ့ပါတယ်။ဒါပေမဲ့ဝိုင်းဝန်းချီးကျူးကြမဲ့အစားသူမရဲ့အမေကမင်းကမျိုးသားမင်းတွေကိုဒီလိုလူပုံအလဲမှာအဆက်ခွဲရဲတယ်ပေါ့လေဆိုပြီးဒေါသတကြီးနောက်ငန်းပါတော့တယ်မိန်းကလေးတစ်ယောက်ဟာဒီလိုပြိုင်ပွဲမျိုးမှာလာပြီးအရေးချင်းပြဆွမ်းဆောင်နေဖို့မလိုပါဘူး။ဘာစကားမှပြန်မပြောဘဲပြိုင်ပွဲမှာနိုင်တဲ့သူနဲ့သာညှင်းဆန်ခြင်းမရှိလက်ထက်ရမှာဖြစ်ပါတယ်။သူမဟာတိုင်းတစ်ပါးကမင်းသမီးတစ်ပါးဖြစ်နေပါစေဦးတော့ရာစုနှစ်ပေါင်းများစွာတည်ရှိခဲ့တဲ့ရိုးရာဓလေ့ကိုတော့ပြောင်းလဲပြလို့မရပါဘူး။မေရီဒါဟာစိတ်ပေါက်ကွဲသွားပြီးဘေးနားကနေရန်ကက်ကော်စောကြီးကိုဓာတ်နဲ့လွှဲခုတ်ပစ်လိုက်ရာသူမနဲ့သူမအမေရဲ့ပုံတူပကြီးကားတဲတဲကနေပြတ်ထွက်သွားခဲ့ပါတယ်။သူမအနေနဲ့ဒါကိုအတင်းအဓမ္မပေးစားတဲ့လက်ထပ်ပွဲကိုပြက်ပြက်တသားညှင်းဆန်တဲ့အထိမ်းအမှတ်အဖြစ်လုပ်လိုက်တာဖြစ်ပေမဲ့ဒါဟာသူမအမေရဲ့စိတ်နှလုံးကိုဘလောက်တောင်နက်နက်ရှိုင်းရှိုင်းထိခိုက်နာကျင်စေမလဲဆိုတာကိုတော့သတိမထားမိခဲ့ပါဘူး။ဒေါသထွက်သွားတဲ့အမေဖြစ်သူကမေရီဒါအမျက်တနိုးတံမိုးထားရတဲ့မြားကလုံးကိုဆွဲလူပြီးမိဖို့တဲကိုပစ်ချလိုက်ပါတော့တယ်။ဒါကပဲသူတို့မောင်နှမတားမိကြကတန်ရောစင်ကိုအေးဆက်သွားစေခဲ့ပါတယ်။နောက်တော့မှအမေဖြစ်သူဟာတယောက်တည်းကြံခဲ့တဲ့အချိန်ကျမှမိမိလုပ်ရအပေါ်နောင်တရပြီးငါသမီးပေါ်အရန်လွန်သွားခဲ့ပြီလားလို့တွေးမိရှာပါတယ်။တစ်ဖက်မှာတော့မေရီဒါဟာစိတ်အိုက်နဲ့မွန်းချက်မှုကိုဖြေဖျောက်ဖို့အတွက်ရုံထွက်ပြီးရုံရင်ဆန်ခတ်နဲ့ရုံထွက်မောင်းနေရင်မတော်တဆမော်ဝင်တော့အုပ်ကြီးတွေကိုရောက်ရှိသွားခဲ့ပါတယ်။တင်းငယ်ပြီးအပြာရောင်တောက်နေတဲ့မော်လင်းတန်းလေးတွေရဲ့လမ်းညွှန်မှုကြောင့်သူမဟာပျက်စီးယိုယွင်းနေတဲ့အိမ်အိုလေးတစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။အထဲမှာတော့ဒန်ဒါရီလာစုံမကြီးတစ်ကောင်နေထိုင်နေတာပါ။စုံမကြီးရဲ့မော်တက်တွေကိုမြင်လိုက်ရတဲ့အခါမေရီဒါရဲ့စိတ်ထဲမှာအယူအမှုအစီအစဉ်တစ်ခုပေါ်လာပါတော့တယ်။သူမဟာဖခင်ဖြစ်သူပေးထားတဲ့ငွေဆွဲကြိုးလေးကိုထုတ်ပေးပြီးအမေဖြစ်သူရဲ့စိတ်ကိုပြောင်းလဲပေးနိုင်မယ်မော်မနန်တစ်ခုလုပ်ပေးဖို့စုံမကြီးကိုတောင်းဆိုလိုက်ပါတယ်။ဒီအစီအစဉ်ဟာသူမရဲ့ကံကြမ္မာကိုပြောင်းလဲပေးနိုင်လိမ့်မယ်လို့သူမထင်မှတ်နေခဲ့တာပါ။ဒါဟာသူမရဲ့တိုင်းပြည်အပေါ်ဘလောက်တောင်ကမောက်ကမပြဿနာတွေတည်ဆောင်လာမလဲဆိုတာကိုတော့သူမလုံးဝမတွေးမိခဲ့ပါဘူး။စုံမကြီးဟာထူးဆန်းတဲ့ပါဝင်ပစ္စည်းတွေကိုမော်အိုးကြီးထဲပစ်ထည့်လိုက်ပြီးမေရီဒါရဲ့သပင်တပင်ကိုပါနှုတ်ယူထည့်လိုက်ပါတယ်။ရောက်မကြီးနဲ့မှွေးနှောက်လိုက်ပြီးတဲ့နောက်မှာတော့မော်ရီတွေထဲကနေပြစ်ချွဲချွဲနဲ့အမဲရောင်ကိတ်မုတ်တစ်လုံးပေါက်ထွက်လာခဲ့ပါတယ်။မေရီဒါတယောက်ဝေခွဲမရဖြစ်နေပေမဲ့စုံမကြီးကဒါဟာလုံးဝဘေးကင်းပါတယ်လို့အာမခံတဲ့အတွက်ကိတ်မုတ်ကိုယူပြီးရုံရင်ဆန်ခတ်နဲ့ရုံထွက်ကနန်းတော်စီပြန်လာခဲ့ပါတယ်။နန်းတော်ကိုရောက်တော့သူမအမေရဲ့စိတ်ကလည်းအနှဲငယ်ပျော့ပြောင်းနေတာမို့ဘာမှတွေးမနေပဲကိတ်မုတ်ကိုတခိုက်ကြီးကိုက်စားလိုက်ပါတယ်။အဲ့ဒီအချိန်မှာမေရီဒါကအမေသမီးကိုသူ့နဲ့လက်ထပ်စီခြင်းတော့မဲလားလို့လှမ်းမိလိုက်ပါတယ်။အမေဖြစ်သူဟာရုတ်တရက်ခန္ဓာကိုယ်ထဲမှာတမျိုးကြီးဖြစ်လာခဲ့ပါတယ်။မိမိအခန်းထဲပြန်ရောက်တဲ့အချိန်ကျမှဒီကိတ်မုတ်ကြောက်ဆိုတာကိုရိပ်မိလိုက်ပေမဲ့ဘာစကားတစ်ခုမှမပြောနိုင်ခင်မှာတင်ပဲကျမ်းပြင်ပေါ်ကိုဝုန်းကနေလဲပြူကျသွားပါတော့တယ်။မေရီဒါတယောက်ပြပြတလဲအခန်းထဲပြေးဝင်ကြည့်လိုက်တဲ့အခါမှာတော့အံ့ဩမြင်သက်ပြီးပါဇက်အဟောင်းသားဖြစ်သွားခဲ့ရပါတယ်။အကြောင်းကတော့သူမရဲ့အမေဟာလူသားဖြစ်